မင်္ဂလာပါရှင် review ဖိုင်ငင်းကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ဂျပန်ပဲသည်ဒါမှမဟုတ်မြန်မာလိုအခေါ်ပဲပုတ်စိန်အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အင်္ဂလိပ်လိုကတော့အဒါမာမီလို့ခေါ်ပါတယ်မြန်မာနိုင်ငံမှာတော့ပဲပုတ်ပင်ကရတဲ့အသီးနှုလေးတွေကိုပဲဆိုလိုတာဖြစ်ပါတယ်သူ့ရဲ့ဒီဗဟုသုတအနေနဲ့အမြင့်အခွန်အပင်အရွက်ပေါ့နော်ဒီဟာတွေကဘယ်လိုသုံးလို့ရလဲဆိုတော့ဗဟုသုတအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဂျပန်ပဲဒီပဲပုတ်စိမ်းဟာဆိုလို့ရှိရင်အာဟာရဓာတ်ကျွယ်ဝလုံးလို့စူပါဖူးလို့တောင်မှပဲတင်စားကြပါတယ်ပရိုတင်းမှာဆိုလို့ရှိရင်လေအပင်ထွက်ပရိုတင်းကအမြင့်မားဆုံးထဲမှာပါဝင်ပါတယ်အစာခြေစနစ်အတွက်ကောင်းမွန်စေပါတယ်ဗီတာမင် K ဖလိုရိတ်မန်ဂနီစ်နဲ့တန်ဓာတ်တို့ကျွယ်ဝစွာပါဝင်ပါတယ်သွေးတွင်ကိုလက်စထရောကိုလျော့ကျစေပြီးတော့နှလုံးရောဂါဖြစ်နိုင်ခြေကိုနည်းပါးစေပါတယ်ဗီတာမင် K နဲ့ကယ်လ်ဆီယမ်ပါဝင်မှုအကြောင်းအယိုးပွရောဂါကိုကာကွယ်ပေးပါတယ်သွေးကြိုစီးကြိုမှာဆိုလို့ရှိရင်လည်းကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပြီးတော့ glycemic index နှိပ်တဲ့အတွက်စီးကြိုသမားတွေဟာဆိုလို့ရှိရင်တင့်တော်တဲ့တရေစာပဲဖြစ်ပါတယ်မျိုးသမီးတွေဆိုလို့ရှိရင်အသက်ကြီးလာတဲ့အခါမှာသွေးဆုံးကိုင်းဝေဒနာခံစားနေရသူတွေအတွက်အထူးကိုကောင်းမွန်တဲ့အစားအစာပဲဖြစ်ပါတယ်ပဲနဲ့ဓာတ်မတဲတဲ့သူတွေဆိုလို့ရှိရင်တော့စားသုံးမယ်ဆိုရင်ယာရန်တာအသက်ရှူရခက်ခဲတာတွေကိုဖြစ်နိုင်ပါတယ်တိုင်းရိုက်ယောဂဝေဒနာခံစားနေရသူတွေမှာဆိုလို့ရှိရင်အလွန်အကျွံစားသုံးမယ်ဆိုရင်ဟော်မုန်းထုတ်လုပ်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်အရွက်ဟာဆိုလို့ရှိရင်တော့တိရစ္ဆာန်အစာအဖြစ်နဲ့အသုံးပြုနိုင်တယ်လို့မြေဆွေးပြုလုပ်ရမှာလဲနိုက်ထရိုဂျင်ကျွယ်ဝစေပါတယ်အမြင့်ဟာဆိုလို့ရှိရင်တော့ပဲမျိုးရင်းဖြစ်တာကြောင့်အမြင့်မှာနိုက်ထရိုဂျင်ဖမ်းယူနိုင်တဲ့အဖုလေးတွေပါဝင်ပြီးတော့နေစီလွာကိုအားကောင်းစေပါတယ်အသီးဟာဆိုလို့ရှိရင်လည်းအသားဟင်းအစားထိုးအနေနဲ့အာဟာရအဖြစ်ပေါ့နော်စားသုံးနိုင်ပါတယ်မြန်မာနိုင်ငံအနှံ့အပြားမှာဆိုလို့ရှိရင်တော့ပူနွေးဆိုးဆွတ်တဲ့ရာသီဥတုကိုစိုက်နေတတ်ပါတယ်မျိုးစေ့ကိုဓာတ်ရိုက်စိုက်လို့ရပါတယ်နေစီလွာနေပြီးတော့ကောင်းမွန်ဖို့အတွက်လိုအပ်ပြီးရေမဝတ်အောင်လို့ပြီးစားရပါမယ်စိုက်ပြီး2လခွဲရနေပြီးတော့3လအတွင်းအသီးတွေကိုစပြီးတော့ခူးနိုင်ပါပြီပဲပုတ်စိန်ဟာဆိုလို့ရှိရင်စားသုံးခြင်းအသီးတွေမရင်းမဲ့ခင်မှာအသီးခွန်စိမ့်နေချိန်မှာခူးလို့ရပါတယ်ပဲသီးကိုဆိုလို့ရှိရင်ရင်ရွေးပူပူမှာစားလေးခတ်ပြီးတော့9မိနစ်ခန့်ပြုတ်ပြီးတော့အစေကိုထုတ်စားရပါပဲအရသာရှိသလိုကျန်းမာရေးနဲ့လည်းအလွန်ညီညွတ်ပါတယ်